မင်္ဂလာပါဒူဘိုင်းကိုလာခြင်းနဲ့အလုပ်ရှာရတာလွယ်လားဆိုတဲ့တွေအတွက်အလုပ်ရှာရတာကတော့အမှန်တိုင်းပြောရင်မလွယ်ပါဘူးအလုပ်ရှာရတာမလွယ်တဲ့ပြင်မှာဘာကထပ်ပြီးတော့အခက်အခဲရှိနိုင်လဲဆိုတော့ပထမချက်ကဗီဇာကအလုပ်ရှင်တိုင်းကဗီဇာကိုလွယ်လွယ်ကူကူ run ပေးတဲ့အလုပ်ရှင်ရှိသလိုအလုပ်ကခံပြီးပြီဗီဇာမ run ပေးတဲ့ပြဿနာလည်းရှိလာနိုင်တယ်အဲ့တော့ပထမဆုံးချက်ကလှုပ်ရှားအခက်တယ်နောက်တစ်ခုကဗီဇာရမရမသေးကြဘူးဆိုတာသူတို့ရဲ့ law အရကတော့ပေးရမှာဗီဇာပေးရမှာသူတို့ရဲ့စီမင်းစည်းကမ်းတိုင်းပဲဒါပေမဲ့လိုက်နာတဲ့အလုပ်ရှင်ရှိလို့မလိုက်နာတဲ့အလုပ်ရှင်လည်းရှိတယ်အဲ့တော့ကိုကြောင်းမှာပထမဆုံးချက်ကဗီဇာဒုတိယလစာကတချို့အလုပ်တွေကလစာပုံမှန်ပေးတယ်လကုန်တာနဲ့ပေးတယ်လမကုန်ငွေပေးရရှိရယ်စောပေးရရှိရယ်နောက်ကျပေးရရှိရယ်โอเคစောတာနောက်ကျတာကပြဿနာမရှိပေမဲ့လစာကိုတစ်လစာမရတာနှစ်လစာမရတဲ့လူတွေလည်းရှိပါတယ်အဲ့တော့ကိုကကြုံတာနေရာတိုင်းမှာလိုမျိုးဖြစ်နေအောင်မဟုတ်ဘူးเนาะကြုံတဲ့လူတွေလည်းရှိတယ်လို့မကြုံတဲ့လူတွေလည်းရှိတယ်ဒါကဖြစ်နိုင်ခြေရှိတယ်ဖြစ်နေတဲ့လက်ရှိဖြစ်နေတဲ့အရာတွေကိုပြောတာအဲ့တော့ပထမဆုံးကဗီဇာစိတ်ပူရတယ်နောက်တစ်ခုကလစာစိတ်ပူရတယ်အဲ့တော့ passport နောက်တစ်ခုကနောက်ဆုံးတစ်ခုက passport သိမ်းတာကဒီတချို့အလုပ်တွေကအလုပ်ဆောင်ဝင်ပြီဆိုတာနဲ့ passport သိမ်းထားတယ်စာရီတို့လောက်ကလည်း passport သိမ်းထားတယ် passport သိမ်းထားရဆိုပေမဲ့သူ့ရဲ့အကြောင်းပြချက်ကတစ်ခုပဲရှိတယ်သူကတကယ်လို့သူ document တွေ run နေတဲ့အချိန်တစ်ခုခုဒီ employee ဘက်ကသူ process run နေတဲ့အချိန်မှာ passport ပျောက်တာတို့ passport ဒီခိုးခံရတာတို့ဘာညာတွေဖြစ်မှာဆိုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကကိုရီမာ store ရှိရယ်ပစ္စည်းတွေတိန်းနေ key bit store ရှိရယ်အဲ store မှာပဲသူထားတယ်နင်တို့ရေးပေါ်လို့လဲဆိုလို့ရှိရင်လာယူပြီးပြန်ထားဆိုတဲ့ပုံစံမျိုးနဲ့တိန်းထားပါတော့ကိုရီလို့ရှိရင်တော့ဒါပေမဲ့တချို့လို့ရှိရင်တွေကလုံးဝကိုရီကိုလိုလန်းမရှိအောင်ဒီ passport ကိုတိန်းထားပြီးတော့ pass ချုပ်ထားတာပေါ့နော်သွားလို့လာလို့မရအောင်အဲ့လိုမျိုးဒီကြုံလာနိုင်တယ်အဲ့တော့ကိုကပထမဆုံးအလုပ်ရှာအလွယ်လားမလွယ်လားဆိုတာတဲ့အလုပ်ရသွားပြီဆိုရင်ရောဘာတွေဆက်ပြင်မလဲဆိုတော့ဒါကပြောပြပေးထားတာ site တွေရောဟုတ်တယ်ဒါပေမဲ့ကောင်းတဲ့ချက်တွေလည်းအများကြီးရှိတယ်ဥပမာကိုကလောက်ရသွားပြီဗီဇာတတိယပေးပြီးလို့ရှင်လောက်သွားလဲပုံမှန်ရနေရဆိုလို့ရှိရင်ဒူဘိုင်းအရန်နေပြောတဲ့နိုင်ငံအရန်နေစရာကောင်းတဲ့နိုင်ငံကိုချေးကျင်တယ်ဆိုလို့ရှိရင်လည်းချေးလို့ရတယ်အပြင်သွားကျင်တယ်ဆိုလို့ရှိရင်လည်းပဲသွားကျင်တဲ့ဒီဘယ်လို view ကိုကြည့်ကျင်လဲလူတွေဖန်တီးထားတာကိုကြည့်ကျင်လားတဘာဝအတိုင်းကိုကြည့်ကျင်လားအဲ့လိုမျိုးတော့မှခွဲခြားပြီးတော့တွားလို့ရတဲ့နိုင်ငံမျိုးပေါ့နော်ပြီးရင်လိုချင်တာမှန်သမျှအကုန်လုံးရတယ်ပြီးရင်ငါစိတ်မရှိဘူးငါမိနစ်ပိုင်းအတွင်းရချင်တယ်ဆိုတဲ့ပစ္စည်းမျိုးတော့မှပဲမိနစ်ပိုင်းအတွင်းမှာစာကြည့်တင်ထားပြီးတော့မှဆိုမိနစ်ပိုင်းအတွင်းပို့နိုင်တယ်ပို့ပေးတယ်ပေါ့နော်ပို့ပေးတဲ့ service တွေအများကြီးရှိတယ်ကုမ္ပဏီတွေအများကြီးရှိတယ်အဲ့တော့ဒူဘိုင်းမှာကလွယ်တဲ့အရာတွေရှိတယ်လို့ခက်တဲ့အရာတွေလည်းရှိတယ်အကုန်လုံးနိုင်ငံတိုင်းကတော့မျှကြီးပုံမှာပဲရှိရပါတော့တက်ဆိုင်တွေရှိရဲနိုင်ငံတိုင်းမှာတက်ဆိုင်ရှိရဲဒါပေမဲ့ကောင်းတဲ့ချက်တွေအသာချက်တွေလည်းအများကြီးရှိတယ်အဲ့တော့အလုပ်ရှာမယ်ဆိုလို့ရှိရင်ကိုကဘယ်လိုမျိုးအသွင် concept ရှာမလဲ application ကိုသူများတွေ Indeed ဆိုတာ Indeed တခုလည်းသုံးနေလို့မရဘူးကိုကဥပမာ barista နဲ့ရှာမယ်ဆိုလို့ရှိရင် Facebook မှာလည်း barista နဲ့ပတ်သက်တဲ့ UAE နဲ့ဆိုင်တဲ့ group တွေအကုန်လုံးကို follow လုပ်တာပြီးရင်ဒီrestaurant မှာလုပ်နေတဲ့ restaurant manager HR manager အကုန်လုံးကို LinkedIn မှာ follow ထားပြီးလို့ရှိရင်ဒီကိုကဒီ Facebook မှာလည်းပဲ coffee shop တွေ Dubai location နဲ့ coffee shop တွေပါတယ်ကိုဒီကိုရောက်လာပြီးတော့တက်လာလိမ့်မယ်တက်လာဆိုရင် follow လုပ်တာဒီမဟုတ်ကဖြစ်နေတဲ့ပွဲတွေဒီမင်းသမီးတွေတော့မှပဲဘာမှမဟုတ်ဘဲနဲ့ထိုင်ကြည့်နေရတာပဲကိုယ့်ရဲ့ career တခုအတွက်နဲ့coffee shop တွေကို follow လုပ်ထားတာဘာမှအမှားမရှိဘူးအဲ့တော့အဲ့လိုမျိုး follow ထားလင်းကိုများတော့ Instagram မှာဆို coffee shop တွေအများကြီးရှိတယ်အကုန်လုံး follow လုပ်တာတချို့ Instagram တော့ဖြစ်တယ်တချို့ဒီ coffee shop တွေကသူတို့ Instagram တွေသူတို့ရဲ့ Facebook page တွေပြီးရင်သူတို့ဒီမှာအလုပ်လုပ်နေတဲ့ HR တွေ restaurant manager တွေရဲ့ link account တွေကနေပြီးတော့ vacancy တွေတင်ပေးရရှိအဲ့လိုမျိုးဆိုရင်ကိုကမြင်နေဆိုသူများထက်ကိုကပိုတာတယ်အဲ့တော့အဲ့ဒီမှာရှောက်လို့ရတယ်အမတော့ထဲမှာတင်ထားပေးဒူဘီစီကနေအိမ်အခန်းရှာလို့ရတယ်လို့တင်ထားပေးအဲ့ဒီမှာလည်းအလုပ်ရှာလို့ရတယ်အဲ့ဒီမှာလည်းအလုပ်ရှာတဲ့ဒီ option တစ်ခုပါတယ်